ကဲအားလုံးပဲမင်္ဂလာပါကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့မိတ်ဆွေကူမရဲ့အားလုံးကိုနှွေးထွေးစွာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်เนาะကဲကျွန်တော်မိတ်ဆွေကူမရဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလိုဝင်ဆန္ဒလေးတွေတုံးတို့ကပြည့်ဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့မိတ်ဆွေကူမရဲ့အားလုံးကိုဆုံးမကောင်းတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကူမရဲ့အားလုံးပဲเนาะနှစ်ရက်2026လင်းနာနေ့အဖွင့်နေ့အတွက်ကိုလာရောက်တင်ပေးတဲ့ဗီဒီယိုမိုင်းလေးဖြစ်ပါတယ်။ကဲကျွန်တော်မိတ်ဆွေကူမရဲ့အားလုံးပဲဗီဒီယိုမိုင်းလေးကိုမြင်တွေ့ပြီဆိုတော့ね channel ကို subscribe မလုပ်ရသေးရင် subscribe လေးနှိပ်မယ် subscribe နှိပ်ပြီးသားလူဟောင်းကူမရလဲ2 3နဲ့ပတ်သက်တဲ့နေရာလေးမှာ share ပေးပါမျှော်ပေးပါเนาะလူသိကူမများလဲเนาะ comment မှာတယောက်တစ်ကြောင်းမင်္ဂလာပါလို့ကျွန်တော်ဝင်ရင်းခဲ့ပါမင်္ဂလာရှိအောင်လို့เนาะကဲဒါဆိုရင်မိတ်ဆွေကူမရဲ့အားလုံးပဲလင်းနာတဲ့အတွက်လာရောက်တင်ပေးတဲ့ဗီဒီယိုပိုင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကိုမရအားလုံးပဲလက်မလေးမနေရသေးလက်မလေးတောက်ချက်နေမယ်เนาะဝေဆိုင်ရဲ့ဗီဒီယိုပိုင်းလေးကိုသာအစားဆုံးလေးနားထောင်မယ်အစားဆုံးလေးကြည့်ရှုမယ်เนาะကျွန်တော်ကိုမရအားလုံးပဲเนาะဗီဒီယိုပိုင်းကတော့4မိနစ်စာ5မိနစ်စာတောင်းရမှာလို့ကျွန်တော်ကိုမရအားလုံးပဲအစားဆုံးလေးနားထောင်မယ်အစားဆုံးလေးကြည့်မယ်เนาะကဲတင်းနာလေးအဖွင့်နေမှလို့ကျွန်တော်ကိုမရအားလုံးပဲ short ဘောတော့ကစားမယ်เนาะကဲမိတ်ဆွေကိုမရအားလုံးပဲเนาะကျွန်တော်ကြိုက်ဆုံးပတိပြောပါဆိုရင်ခွန်ပါတိနှစ်ပါတိပါเนาะခွန်ပါတော့နဲ့နှစ်ပါတော့နဲ့ကိုကလင်းနာလေးအတွက်မှာအဓိကဦးစားပြီးတော့ like ကစားမယ် like ထိုးမယ်ကျွန်တော်ကိုယ်မှအားလုံးပဲเนาะခွန်ပိုင်းနှစ်ပိုင်းမှာခွန်ပါတော့နဲ့နှစ်ပါတော့နဲ့ကိုဦးစားပေးပြီးတော့ like ဆော့မယ် like ကစားမယ်ကျွန်တော်ကိုယ်မှအားလုံးပဲเนาะခုနကပတ်တိုင်းကျွန်တော်၄ခွေရေးချထားတယ်နှစ်နံပတ်တိုင်းလည်း၄ခွေရေးချထားတယ်အကြိုက်တူတဲ့ဝါနာမျိုးကိုယ်မှအားလုံးပဲ like ဆော့မယ် like ကစားမယ်เนาะကျွန်တော်အကြိုက်ဆုံးနှစ်ပကောင်းတွေတစ်ပကောင်းတွေလည်းဒီ live show ထဲမှာတစ်ခါလာရှိုးပြီးတော့ခါလေးပြောပြမလို့ကျွန်တော်ကိုယ်မှအားလုံးပဲတေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်เนาะကဲခုနပတ်တိုင်းကျွန်တော်အကြိုက်ဆုံး၄ခွက်ခေါ်မယ်ခုနပတ်တိုင်းအဓိကတင်ပြီးထိုးရမယ်ခဏကတော့ခွန်1ခွန်6ခွန်5ခွန်2เนาะခုနပတ်တိုင်းဦးစားပေးပြီးထိုးရမယ်ခဏကခွန်1ခွန်6ခွန်5ခွန်2เนาะကျွန်တော်ကိုယ်မှအားလုံးပဲအဖွင့်နေမှလို့เนาะရှော့ချဘောကစားမယ်ကျွန်တော်ကိုယ်မှအားလုံးပဲเนาะခွန်1ခွန်6ခွန်5ခွန်2ပါခုနပတ်တိုင်းဦးစားပေးပြီးတော့ like ဆော့မယ် like ကစားမယ်เนาะကဲကျွန်တော်ကိုယ်မှအားလုံးပဲနှစ်နပ်ပတ်တိုင်း2 3 2 4 20 25เนาะ2 3 2 4 20 25เนาะနှစ်နပ်ပတ်တိုင်းအကနလေးတွေကိုအဓိကရွေးချယ်ပြီးတော့ like ကစားမယ် like ထိုးမယ်เนาะကဲဒါဆိုကျွန်တော်တို့အကြိုက်ဆုံးတင်ခွက်တွေခေါ်ပေးမယ်เนาะနှစ်ကောင်းလေးတစ်ကောင်းလေးခေါ်ပေးမယ်ကျွန်တော်ကိုယ်မှအားလုံးပဲသေချာလေးနားထောင်မယ်သေချာလေးကြည့်မယ်เนาะကဲဒါဆိုမိတ်ဆွေကမရအောင်မယ်เนาะကျွန်တော်တို့အကြိုက်ဆုံးတင်ခွက်တွေမခေါ်ခင်မှာကီးခွေလေးကတော့93964ကီတော့ခေပါ93964ကီတော့ခေပါเนาะကျွန်တော်ကမရအောင်မယ်အဖွင့်နေမှလို့ရှော့ချက်ပေါက်ကစားမယ်เนาะမိတ်ဆွေကမရအောင်မယ်93964ကီတော့ခေပါเนาะအဲ93964ခွေကိုအပူးမှာထည့်ပြီးကစားမယ်เนาะကျွန်တော်ကမရအောင်မယ်အပူးမှာထည့်ပြီးကစားမယ်အဲမိတ်ဆွေကမရအောင်မယ်တင်ခွက်နှစ်ခွက်ခေါ်ပေးမယ်ပြီးရင်ခေါင်းခေါ်ပေးမယ်เนาะကျွန်တော်အကြိုက်ဆုံးတင်ခွက်နှစ်ခွက်ကခွန်9ရယ်2 9ရယ်ပါเนาะအကြိုက်ဆုံးတစ်ကခွန်9ရယ်2 9ရယ်ပါကျွန်တော်အကြိုက်ဆုံးမယောနှစ်ကောင်းပါเนาะခွန်9ရယ်2 9ရယ်ပါကဲကျွန်တော်မိတ်ဆွေကူမရအားလုံးပဲเนาะ channel ကို subscribe မလုပ်ရသေးရဲ့ကူမရပိုင် subscribe လေးနှိပ်မယ် subscribe နှိပ်ပြီးသားလူဟောင်းကူမရပိုင်လေ2 3နဲ့ပတ်သက်တဲ့နေရာလေးမှာ share ပေးပါမျှော်ပေးပါเนาะကျွန်တော်အကြိုက်ဆုံးတစ်ကောင်းမခေါ်ခင်မှာကျွန်တော်ကူမရအားလုံးပဲเนาะဒီတစ်ပတ်မှာကျွန်တော်ကူမရအတွက်ကျွန်တော် share လုပ်ပေးထားတယ်เนาะကလင်းနာအင်္ဂါဘုဒ္ဓဘူးเนาะအဲ့တော့ရက်ကိုဇာတို့ပတ်မယ်ဇာတို့ပတ်ရှင်တဲ့ကိုမရအောင်မယ်လာရောက်ပြီးတော့ယူလို့ရပြီကျွန်တော်မိတ်ဆွေကိုမရအောင်မယ်เนาะဇာတို့ပတ်ဒီလုံးနဲ့ကျွန်တော်ငွေကနှစ်ကွက်ပေးမယ်เนาะငွေကနှစ်ကွက်နဲ့ဇာတို့ပတ်ဒီလုံးပေးမယ်ကျွန်တော်ကိုမရအောင်မယ်တလင်းနာအင်္ဂါဘုဒ္ဓဘူးအဲ့3ရက်ဆိုပေမဲ့လည်းကျွန်တော်ကိုမရအောင်မယ်တလင်းနာအင်္ဂါမှာကျွန်တော်ကြောက်အောင်လုပ်ပြီးတိုင်းကျွန်တော်မိတ်ဆွေကိုမရအောင်မယ်เนาะမွန်ရသေးရဲ့ကိုမရအောင်ရောကျွန်တော်ရဲ့လူဟောင်းကိုမရအောင်ရောလောင်းလို့ရပြီเนาะကဲမိတ်ဆွေကူမရအောင်မယ်ကန်ဆယ်ကြီးကဘယ်လောက်လဲဆိုကန်ဆယ်ကြီးကတော့ပုံမှန်တိုင်း1000ပါပဲကျွန်တော်ကူမရအောင်မယ်เนาะ1000နဲ့မကတန်အောင်လုပ်ပေးမှာတဦးလိုက်တဦးစီမြောင်လုပ်ပေးမယ်နှစ်ဦးလိုက်နှစ်ဦးစီမြောင်လုပ်ပေးမယ်เนาะကဲကျွန်တော်မိတ်ဆွေကူမရအောင်မယ်ကျွန်တော်ကြိုက်ဆုံးတကောင်းခေါ်ပေးမယ်เนาะဖုန်းဝင်ခြင်းနဲ့မိသားစုကူမရအောင်မှာပြီးရင်ကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်ကိုကျွန်တော်တိုက်ရိုက်ခေါ်ပေးမယ်တေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်စောင်းရင်းနဲ့ဘောဝင်ရှိရဲ့ကူမရစောင်းရင်းနဲ့ဘောဝင်နဲ့ရေးမယ်ကဏ္ဍကိုလည်းနောက်တစ်ခေါက်ပြန်ခေါ်ပေးမယ်ကျွန်တော်ကူမရအောင်မယ်เนาะကျွန်တော်အကြိုက်ဆုံးတင်ကနန်းခေါ်ပြီးတာနဲ့ကျွန်တော်ဘလို့ဆက်သွယ်ရမလဲဘလို့လာယူရမသိသေးတဲ့ကူမကြီးတွေကျွန်တော်ပြောပြပေးမယ်เนาะမွန်ရသေးရဲ့လူကောင်းကူမကြီးရောအခုမှမြင်လို့တွေ့လို့လူချင်းတဲ့လူသိကူမကြီးအားလုံးရောတေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်เนาะ
ဒီတစ်ပတ်မှာကျွန်တော်ရဲ့ဇာတိုးပတ်သီးလေးကအလွန်အားကောင်းတဲ့အတွက်ကြောင့်ကျွန်တော်ကိုမရအားလုံးပဲမဖြစ်မနေလေးလာရောက်ထားပါနော်ကိုကတော့ဇာတိုးပတ်တဲ့ကိုမရအားလုံးပဲလုံးဝရှယ်ပေါက်ရမယ်ဒီတစ်ပတ်မှာနော်တလင်းနာအင်္ဂါဗိုလ်တဘူအဲ့3ရက်ကိုနော်အဲ့3ရက်ဆိုပေမဲ့ကျွန်တော်ကိုမရအားလုံးပဲတလင်းနာအင်္ဂါမှာကျွန်တော်ကြောက်အောင်ပေးပါနော်ကနန်းကတော့အလွန်အားကောင်းတဲ့ကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲနော်ကန်ဆာကြီး1000ကိုမမြင်ပါနဲ့ကျွန်တော်မိတ်ဆွေကိုမရအားလုံးပဲ1000နဲ့မကတန်အောင်လုပ်ပေးနေတာပတိုင်းလို့ကျွန်တော်ကိုမရအားလုံးပဲအသေးဆုံးနော်ရှယ်ပေါက်စီရမယ်ဗျာနော်ကဲဒါဆိုရင်ကျွန်တော်တို့အကြိုက်ဆုံးတစ်ခုကောင်းမှာခွန်9ရဲ့ည9ရဲ့နော်အကြိုက်ဆုံးတစ်ခုကောင်းခေါ်ပေးမယ်နော်အကြိုက်ဆုံးတစ်ခုကောင်းခေါ်ပေးမယ်အကြိုက်ဆုံးတစ်ခုကောင်းကတော့84ဆိုတော့ကျွန်တော်တို့အကြိုက်ဆုံးတစ်ခုကောင်းပါနော်ခွန်4ဆိုရင်လည်းကျွန်တော်တို့အကြိုက်ဆုံးတစ်ခုကောင်းမှာကျွန်တော်ကိုမရအားလုံးပဲအကြိုက်တူမှုရှိရဲ့ကိုမရအားလုံးပဲလိုက်ကစားမယ်လိုက်ထုံမယ်နော်ကဲဒါဆိုရင်ကိုရှမ်းဘလို့ဆက်သွယ်ရမယ်ဘလို့ယူရမယ်မသိသေးတဲ့ကိုမရအားလုံးပဲတေချာလေးနားထောင်မယ်နော်ကျွန်တော်ဆက်သွယ်ရမယ်တပတ်ကိုကျွန်တော်တစ်ခေါက်ပဲခေါ်ပေးမှာစောင်းရဲ့ဘောင်းရဲ့အနားမှာရှိတဲ့ကောင်မကြီးစောင်းရဲ့ဘောင်းနဲ့ရေးမှတ်မယ်ဗျာ။နော်တေချာလေးမှတ်မယ်တေချာလေးနားထောင်မယ်နော်ကျွန်တော်အဲ့နံပါတ်တစ်လုံးပဲကိုင်နေကျွန်တော်ကောင်မကြီးအားလုံးပဲဓမင်းနံပါတ်နဲ့ဆက်သွယ်ရင်ကျွန်တော်နံပါတ်မဟုတ်ပါဘူးကျွန်တော်ကောင်မကြီးအားလုံးပဲနော်ကျွန်တော်အဲ့နံပါတ်တစ်လုံးပဲကိုင်နေနော်ကဲတေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်နော်ကန်ဆက်ကြီးက1000မှာကျွန်တော်ကောင်မကြီးအားလုံးပဲတလင်းနာအင်္ဂါဗိုလ်တဘူအဲ့3ရက်ကိုဇာတိုးမွေးရမယ်မူကနဲ့နှစ်ွက်ရမယ်နော်တလင်းနာအင်္ဂါမှာရင်ကြောက်အောင်ပြီးမယ်ကျွန်တော်ကောင်မကြီးအားလုံးပဲနော်ထီထီမီနဲ့ရှယ်ပေါက်အောင်မယ်ရှယ်ရမယ်ဇာတုပတ်တီရောမွေးကနေရောတွဲဆောင်နိုင်မှာကျွန်တော်ရှိမှာလာရောက်ပြီးရောဆက်သွယ်ပေးပါနော်ကဲဘုံရသေးရဲ့လူဟောင်းကိုမကြီးအားလုံးရောအခုမှမြင်လို့တွေ့လို့ဝင်ကျင်တဲ့မိသားစုကိုမကြီးအားလုံးရောတေချာလေးနားထောင်မယ်နော်ကိုကျွန်တော်ဆက်သွယ်ရမယ့်နံပါတ်ကတော့ကျွန်တော်ကိုမကြီးအားလုံးပဲတေချာလေးမှတ်မယ်နော်ကိုခွန်3လုံးနော်3339 98နော်ကျွန်တော်ကိုမကြီးအားလုံးပဲဓာတ်ရိုက်လေးဆက်ပါဓာတ်ရိုက်လေးဆက်သွယ်ပါနော်ကိုခွန်3လုံး3339 98ပါနော်ဓာတ်ရိုက်လေးဆက်မယ်ဓာတ်ရိုက်လေးဆက်တယ်မယ်နော်ကျွန်တော်ကမာရအားလုံးပဲနော်တေချာလေးမှတ်ပြီးမှလာခေါ်ပါကျွန်တော်ရဲ့ဒီအကောင့်ထဲမှာလည်းကျွန်တော်ကမာရတွေကျွန်တော်ပို့ဆွဲနေရမှာကျွန်တော်ရဲ့ဆက်သွယ်ရမယ့်နံပါတ်ကိုကျွန်တော်တင်ပေးထားမယ်ကျွန်တော်ဓာတ်ရိုက်လေးဆက်သွယ်ပေးပါကျွန်တော်မိတ်ဆွေကမာရအားလုံးပဲနော်အဲ့ဘုန်းတော်မှာကျွန်တော် Viber သုံးတယ် Viber အနေနဲ့ဆက်သွယ်လို့ရကျွန်တော်ကမာရအားလုံးပဲနော်ကဲမိတ်ဆွေကမာရအားလုံးပဲနော်ဒီလင်းလာလေးကိုကျွန်တော်ကမာရအားလုံးပဲကျွန်တော်ကဏ္ဍလေးကိုနော်မနက်မထွက်ခဲ့ရင်ညနေစီကိုလာရောက်ပြီးတော့ဆော့ထားမယ်နော်မတပိုင်းမထွက်ခဲ့ရင်ညနေစီကိုစော့မယ်ကျွန်တော်ကမရအောင်ပဲမနေ့ညအားကောင်းတဲ့ဝါချင်းဖက်လို့ကျွန်တော်မိတ်ဆွေကမရအောင်ပဲလာရောက်ပြီးတော့စော့ပေးပါကျွန်တော်မိတ်ဆွေကမရအောင်ပဲနော်ကဲမိတ်ဆွေကမရအောင်ပဲစော့တဲ့ချင်းနဲ့မိသားစုကမရအောင်ပဲကျွန်တော်ဓာတ်ရိုက်ရေးစော့လို့ရပြီကျွန်တော်ဘက်ကတော့တောင်းယူမှုတောင်းခံမှုပြည့်ရှိတယ်ကျွန်တော်ကမရအောင်ပဲနော်ဇာတုပတ်တီတစ်လုံးနဲ့ကျွန်တော်မွေးကနဲ့နောက်ကပေးမယ်နော်ဇာတုပတ်တီရောမွေးကနဲ့ရောဆက်တဲ့ထိုးနိုင်မှာကျွန်တော်ရှိမှာလာရောက်ပြီးတော့ဆက်သွယ်ပေးပါကျွန်တော်လည်းမူသားစကားမပြောတတ်ဘူးကျွန်တော်ကမရအောင်ပဲကက်ဆက်ကြီး1000မှာကျွန်တော်မိတ်ဆွေကမရအောင်ပဲနော်တင်းနာလေးခွင်းလေးမှာလည်းနေတဲ့ကြီးတို့ရဲ့မိသားစုကမရလုံးမှာလည်းနေတိုင်းမှာကျွန်တော် share လုပ်ပေးမယ်ဒီတစ်ပတ်မှာနော်အခွင့်အရေးမလို့ကျွန်တော်ကမရလုံးပဲနေတိုင်းမှာ short ပေါ်တော့ကစားမယ်နော်မိတ်ဆွေကမရလုံးပဲနော်ကျွန်တော်ရှိမှာဖုန်းဝင်ထားတဲ့မိသားစုကမရတော့တလင်းနာအင်ကောင်ကိုနည်းနည်းတင်ပြီးစော့မယ်နော်တလင်းနာအင်ကောင်တင်ပြီးစော့မယ်ကျွန်တော်မိတ်ဆွေကမရလုံးပဲကျွန်တော်ဇာတုပ်ပိုက်လုံးနဲ့မွေးကနဲ့က share ဖြစ်နေရမှာကျွန်တော်မိတ်ဆွေကမရလုံးပဲနော်ကဲမိတ်ဆွေကမရလုံးပဲကိုရှားရဲ့ brand လေးကတော့ဒီလောက်ပါပဲကျွန်တော်မိတ်ဆွေကမရလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေတိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလူဝင်ဆန္ဒလေးတွေတုံးတော့ပြေဝနိုင်ကြပါစေလို့ကိုရှားရဲ့ယူချင်တဲ့အစ်စ်ကနေပြီးတော့မိတ်ဆွေကိုမရဲ့အားလုံးကိုဆုံးမကောင်းတောင်းပေးမယ်ကဲကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲနော်တင်းနာလေးနေကုန်လဲထပ်ပြီးတော့အဆင်ပြေကြပါစေရကြပါစေပေါက်ကြပါစေဗျနော်ကိုရှေ့ဘက်ကတော့ဆုံးမကောင်းတောင်းပေးလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုမရဲ့အားလုံးပဲဘိုင်ပါ